မင်္ဂလာပါပရိသတ်ကြီးခင်ဗျာဒီနေ့မှာတော့လူမဆန်တဲ့ရက်စက်မှုတွေနဲ့ပြင်းနှက်နေတဲ့ထိတ်လန့်စရာရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုကို recently လေးလုပ်ပေးသွားမှာဖြစ်ပါတယ်ဇလန်းဆောက်မှာတော့ရက်စက်တဲ့လူသက်သမားတစ်ယောက်ဟာသူဖမ်းဆီးထားတဲ့မိန်းကလေးတစ်ယောက်ကိုခီးဆောင်တစ်တာမေကြီးထဲကနေထုတ်လိုက်ပါတယ်မိန်းကလေးဟာအသက်ဘေးကနေလွတ်ပေးဖို့ငိုယိုတောင်းပန်နေပေမဲ့ဒီလူကတော့နှလုံးသားမရှိသလိုပဲသူမရဲ့ကြောက်လန့်တုန်ရီနေတဲ့ပုံစံကိုဖုံးနဲ့တောင်အေးအေးဆေးဆေးမှတ်တမ်းတင်နေခဲ့ပါတယ်ဒါဒီမှကသေးပါဘူးနောက်တစ်ဆင့်မှာတော့သူမကိုလူမဆန်စွာနဲ့မောင်မင်းနေတဲ့တားတက်ယုံကြီးတစ်ခုတည်းကိုခေါ်ဆောင်သွားပါတယ်အဲ့ဒီမှာတော့သူမကိုဝက်ကောင်ကြီးတွေနဲ့အတူအသားချိတ်တဲ့စက်ပတ်လန်းမှာလက်ပြန်ကျိုးထုတ်ပြီးချိတ်ဆွဲထားလိုက်ပါတယ်ဆက်ကဖြည်းဖြည်းချင်းလဲပတ်နေပြီးသူမဟာဝက်တွေကိုအမွှေးချွတ်တဲ့စက်ကြီးတဲကိုပါအတင်းအဓမ္မဖျက်ဆီးသွားရပါတယ်စက်ထဲကဒုတ်တွေနဲ့ရိုက်ခတ်မိတဲ့တန်ရာတွေထက်သူမရဲ့စိတ်ထဲကကြောက်စိတ်ကပိုပြီးပြင်းထန်နေမှာအသေးအချပါပဲစက်ကြီးရုတ်တရက်ရက်တန့်သွားတဲ့အချိန်မှာသူမဟာလွတ်မြောက်ပြီလို့ခဏတာထင်မှတ်ပြီးမျောလင်းချက်ရောင်ချီလေးတန်းလာခဲ့ပါတယ်ဒါပေမဲ့တကယ်တော့အဲ့ဒါဟာအိမ်မက်ဆိုးရဲ့အစပဲရှိပါသေးတယ်လူသက်သမားဟာသွေးလိမ့်လိမ့်ပေနေတဲ့ဓာမကြီးတစ်လက်ကိုစားပွဲပေါ်ကနေကောက်ကင်ပြီးသူမစီကိုဖြည်းဖြည်းချင်းရှောက်လာပါတော့တယ်သူမရဲ့မျက်နှာနားကိုဓာမကြီးရောက်လာတဲ့အချိန်မှာတော့သူမရဲ့နောက်ဆုံးအော်ဟစ်တန်နဲ့အတူဒီဇက်ဝင်ခန်းကအဆုံးသတ်သွားပါတယ်ပရိသတ်တို့ရောဒီလိုအခြေအနေမျိုးနဲ့ကြုံရရင်ဘယ်လိုလုပ်ကြမလဲဆိုတာ comment မှာရေးပေးခဲ့ပါဦးခင်ဗျ